အားလုံးမဲ့တစ်ခါလှုပ်ထားရင်တလောက်လောက်စားလို့ရတဲ့အရသာရှိတဲ့အသီးဆုံးအချင်းလုံးနီးပြောပြမယ်။ Sprite ပလင်းကြီးတစ်လုံးကိုစလုံးလွတ်ထဲလောင်းထည့်ပါ။ Sprite လောင်းထည့်ပြီးရင်ဂျင်းစိတ်နဲ့ကြက်သွန်ဖြူစိတ်တွေထည့်ပါ။အားလုံးထည့်ပါ။ကြောက်တကြားအနှဲငယ်ထည့်ပါ။စားစွန်းကြီးတစ်စွန်း။ရှာလကာရီဖြူအနှဲငယ်ထည့်ပါ။ကောင်းပြီးငရုတ်သီးမီအသေးလေးတွေထည့်ထားတဲ့စလုံးတစ်လုံးထည့်ပါ။ဆက်တာကြိုက်ရင်ပိုထည့်မဆက်ရင်ရော့ထည့်ပါ။ဒါကကင်ချီရတာအတွက်ဟင်းခတ်အမွေးကြိုင်မှာရတာရှိစေတယ်။ပြီးရင်တေးအကြိုက်ဆုံးကင်ချီထည့်ပါ။တခွားတီးထည့်ပါ။မုံလာဥဖြူထည့်ပါ။အားလုံးကိုရုံးမွေပါဗီတာမင်ဓာတ်များတဲ့ဆက်လက်ရွက်ထည့်ပါ။မုံလာဥနီအနှဲငယ်ထည့်ပါကောင်းပြီးကင်ချီထည့်ရအောင်တမအောင်ရုံးမွေပါအခုကျွန်တော်တငယ်ချင်းတွေနဲ့နေတိုင်းအိမ်လို့ဟင်းလျာတစ်မျိုးမျှဝေပါတယ်ချက်နီးတွေကအသေးစိတ်ပြီးလွယ်ကူပါတယ်ဒီနီလန်းကိုစမ်းကြည့်ပါအရသာရှိမယ်လို့အာမခံပါတယ်ကျွန်တော်ရဲ့ post ကိုပထမဆုံးအကြိမ်မြင်တာဖြစ်ပြီးအသုံးဝင်မယ်လို့ညွှန်လင့်ပါတယ်ပြီးတော့တင်လဲသဘောပေါက်ပြီးပြီဆိုရင်ဒီဟင်းလျာကိုလိုချင်တဲ့အချိန်တိုင်းရှာတွေ့နိုင်အောင်ကျွန်တော်ကိုအခမဲ့ like နဲ့ follow လုပ်ပေးပါကျမ်းမာရေးကောက်မှုပါစေအကောင်းဆုံးဖြစ်ပါစေကျမ်းမာပျော်ရွှင်တဲ့ဘဝကိုလည်းပိုက်ဆိုင်နိုင်ပါစေလို့ဆုတောင်းပါတယ်ဒီကမရှာကိုတရက်လောက်နှက်ထားလိုက်ရအောင်အရသာပိုးရှိမှာပါအရန်ကောင်းတယ်တနေ့ကုန်ရေခဲတက်တာထဲမှာထည့်ထားပြီးသားညီကိုမောင်နှမတို့ဒီကမရှိကိုတရက်လောက်နှက်ထားလိုက်ပြီးရေခဲတက်တာထဲမှာတနေ့ပုံထည့်ထားလိုက်ပြီးအခုဆိုအရသာရှိနေပါပြီအထုံးဖွင့်ပြီးကြည့်လိုက်ရအောင်ဝိုးအရသာကအတော်လေးကိုကောင်းတယ်ဒီမှာဇွန်းတစုံထည့်လိုက်ပါစစ်ဆေးကြည့်ရအောင်ဒီမှာတခွားသီးနဲ့ဆက်လက်ရွက်ဒီပေးထွက်ဟင်းလျာတွေကိုကြည့်ပါဦးအပြင်မှာဝယ်တာထက်အများကြီးပိုကောင်းလေအရန်လက်ဆက်တယ်ဒီမှာညီကိုမောင်နှမတို့ကျွန်တော်တကိုက်လောက်စမ်းကြည့်ပါရစေအသားကအရန်ကျွတ်တယ်ကြက်သွန်ကြောထမင်းရည်ဒါမှမဟုတ်ခောက်ဆွဲနဲ့အရန်လိုက်ဖက်တယ်ဒီချက်နီးကိုတင်ထားပြီးနေ့စဉ်ဟင်းချက်နီးတွေပြနိုင်ဖို့ဖောက်ကိုအပ်ထားဖို့အကြံပေးပေးရစီရှင်